အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပဇွန်တော့ကြီးတွေကိုအလွယ်ကူဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ချက်ချပါမယ်။ဆက်ချက်ဖို့ပြင်ပါမယ်။ကျွတ်သွန်ဖြူနီခင်းနေပြီပါ။ဆက်ပြီးတော့ရေးဆေးပြီးတော့တန့်စင်ပါမယ်။ဒါတော့ရေးမဆေးခင်ဟိုရိုက်တည်းလုပ်နေတာပါ။ပဇွန်တော့ကတော့မြင်တဲ့တိုင်တကယ်အကြီးပါ။ဒါလေးကတော့ဖြတ်ချက်ရှိတာအကုန်ဖြတ်ပြီးတဲ့အနေထားပါ။ဘောလုံးရေးဆေးကြောပြီးတော့တန့်စင်ပြီးပါပြီ။ပဇွန်တောင်မလေးတွေကိုလည်းဖြတ်ထားလိုက်ပါတယ်ပြီးတော့ငပြာရင်ထည့်မယ်နည်းနည်းမုံထည့်ပါတယ်စားနေငယ်ထည့်ပြီးတော့တခြားလေးသမအောင်မွေးလိုက်ပါမယ်ထဲထဲကိုအရသာလေးဝင်အောင်လို့တခြားလေးတော့နေပြီးဖို့လိုပါတယ်ပြီးရင်ခင်းကျင်ကြီးလေးတွေကိုတည်တည်လေးပြောင်းလုပ်လိုက်မယ်ကျွတ်သွန်ဖြူနီရောချိန်ထားပါမယ်ပတ်ချက်ဖို့ ready ပါအိုးပူအောင်လုပ်ပြီးတော့စီထည့်လိုက်ပါမယ်။ပဲစီကိုသုံးထားရမလို့စီကအမြုပ်ပူပြီးတော့ထားပါတယ်။ပြီးတော့ကျွတ်သွန်ဖြူနေထည့်မယ်။ပြီးအယောင်တင်မောင်းထည့်မယ်။တခြားလေးမှွေပြီးတော့အနံ့လေးမှွေးလာပြီဆိုတာနဲ့ခဲညင်တီလေးထည့်ပါမယ်။ပြီးရနေတခြားလေးကြည်သွားဖိပြီးတော့ချက်လိုက်ပါမယ်။နောက်တစ်ခုကပိုးပူပေါ်ကိုစီလုံးဝမထည့်ပဲနဲ့ပဇွန်လေးထည့်ပြီးလော်တလိုမျိုးกินပါမယ်အထဲကပဇွန်စီလေးထွက်လာပြီးတော့ပဇွန်ကင်းနဲ့လေးမွေးလာပြီးဆိုရင်ချက်ဖို့ ready ပါပဲပြီးရနေခင်းကြီးလေးချက်ထားတဲ့အထဲကိုထည့်ပါမယ်ပြီးရနေအကောင်လုံးတမအောင်လို့တခြားလေးမှွေလိုက်ပါမယ်တခြားလေးမှွေပြီးတော့အနံလေးမွေးလာပြီဆိုတာနဲ့ရေလေးနဲ့ငယ်ထည့်လိုက်ပါတယ်။ပြီးရနဲ့ပဇွန်တောင်မလေးနဲ့ထည့်လိုက်ပါတယ်။ဒီချိန်မှာရတာကိုကိုလိုတလိုညှိလို့ရပါတယ်။15မိနစ်လောက်ချက်လိုက်ပြီဆိုတာနဲ့ရေလေးသက်ခန့်ပြီးတော့ပဇွန်လေးစပြီးတော့စီးပြန်လာပါပြီ။ရဲမှွေပြီးအရင်စားလို့ကောင်းပါတယ်။ဒီနေတာကတော့စားဖို့ ready ဖြစ်နေပါပြီ။ရဲမှွေအရင်ချိုးပြီးတော့တကယ်တဘာဝရတာချိုချိုလေးကိုရပါတယ်။ကလေးလေးတွေတက်ကြီးရွယ်ဦးတွေတဲ့အရင်ကိုတင်တော့ပါတယ်။အရင်ကောင်းပါတယ်။အမွေတစ်ထောင်ထောင်နဲ့ပဇွန်တော့ဟင်းလေးပါ။ဒါကတော့ပဇွန်တော့ဟင်းနဲ့တွဲစားဖို့ခွဲသီးကြော်လေးဖြစ်ပါတယ်။ခွဲသီးကြော်ငပိရကျိုးတိုးစရာနဲ့ပဇွန်တော့ဟင်းပါ။အရင်စားလို့ကောင်းပါတယ်။တိုးစရာမဆိုပေမဲ့အရင်စားကောင်းပါတယ်။ကြည့်ရှုပေးရတဲ့ကျေးဇူးပါ။တတ